အာဆင်နယ်တို့အသီးသန့်ထုတ်ပြန်ထားတဲ့ပရီးမီးယားလိဂ်စီးမီအသစ်နဲ့ဖလားရအောင်ကူညီမဆပေးနေတဲ့အတိုင်းများကိုကာကြီးအာဆင်နယ်ဖန်တွေကိုဘလိန်ချင်းမဟုတ်ပါဘူးပြောတင်ပြောထိုက်တယ်လို့ထင်လို့ပါမင်းညကကစားခဲ့တဲ့ပွဲမှာ VAR လှုပ်သွားခဲ့တာတကယ်အမှားကြီးပါအရင်ပွဲတွေတုန်းကဆိုရင်အာဆင်နယ်ကပွဲတိုင်းမှာတစ်ဖက်ကိုသမားဖမ်းလို့မရအောင်ပိတ်ထားမယ်ပြီးရင်သူတို့တွေမတိမတာလေးပြစ်ဒဏ်မှုကျူးလွန်မှုတွေလုပ်ပြခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကကြတော့ဒိုင်တွေကမမြင်ဘူးဗျအာဆင်နယ်ကိုဂိုးတွေခွင့်ပြုပေးခဲ့ပါတယ်အခုကျတော့အဲ့လိုမဟုတ်တော့ပါဘူးအာဆင်နယ်ခံရတဲ့အလှည့်ရောက်သွားခဲ့ပါတယ်ဝက်စ်ဟမ်ကစားသမားကအာဆင်နယ်ဂိုးသမားကိုအမှတ်တင်အနေငယ်လေးပုတ်တိုက်မှုဖြစ်ခဲ့တယ်ဒါကိုပဲအသားရင်းကိုထိသူတို့ဆက်တိမခံဖြစ်နေတဲ့ဒိုင်တွေကလည်းပြစ်ဒဏ်မောဖြစ်နေတတ်မှတ်ပေးလိုက်ပါတယ်အဲ့ဒီပြစ်ဒဏ်မောကြောင့်ပဲမထင်မှတ်တဲ့အလှည့်ပြောင်းတွေဖြစ်ခဲ့ပြီးအာဆင်နယ်တော့ဖလားရဖို့ပိုနီးစပ်သွားခဲ့ပါပြီတပွဲလုံးခြုံကြည့်ရရင်တန်းစင်းဆောင်ကဝက်စ်ဟမ်အသင်းကိုတော့ကောင်းကောင်းကန့်ရှင်ပြိုင်ပြီးကစားနိုင်တာမရှိခဲ့ပါဘူးနောက်ပိုင်းအိုရီကန်နဲ့ကိုင်ဟာဗတ်တို့ဝင်လာမှသာပွဲကပုံမြိုင်သွားခဲ့တာပါအဲ့ဒီအချိန်ကျမှတိုက်စစ်ကပုံမြိုင်လာပြီးထရော့ဆက်ရဲ့သွင်းကုန်းနဲ့အတူအာဆင်နယ်တို့ဥဆောင်ကိုရခဲ့ပါတယ်အဲ့ဒီသွင်းကုန်းကတော့တကယ်ကောင်းတာလက်ခံပါတယ်လက်မခံနိုင်တာကတော့ဝက်စ်ဟမ်သွင်းလိုက်တဲ့ဂိုးပါဒီဂိုးသွင်းတာကလည်းတရားသီးလုံးအာဆင်နယ်သွင်းလာတဲ့ဂိုးတွေလိုမျိုးဝက်စ်ဟမ်ကသွင်းတာအားလုံးသိပါအာဆင်နယ်သွင်းတော့ကကြာဒိုင်တွေကဒါမျိုးကိုပြစ်ဒဏ်ဘောလို့မတတ်မှတ်ဘဲနဲ့ဝက်စ်ဟမ်တို့သွင်းလိုက်မှပဲအဲ့လိုဂိုးမျိုးကပြစ်ဒဏ်မို့ဖြစ်သွားတယ်ဆိုတော့အဲ့ဒီစီကံကအာဆင်နယ်အတွက်များတီးတန့်ထုတ်ထားတာများလားဒီနေ့အာဆင်နယ်ကလွယ်လုံးမန်စီးတီးနဲ့ဖလားမျှော်လင့်မနေပါနဲ့တော့ဘာလို့လဲဆိုရင်အာဆင်နယ်ကိုဒိုင်တွေကဖလားမသိမသာပေးပြီးနေခဲ့ပါပြီ